အားလုံးမင်္ဂလာကျွန်တော်နာမည် Minecraft ပြောတာဒီနေ့မှာကျွန်တော်တို့ Minecraft EP11 နဲ့ပြန်ကြိုးဆိုလိုက်ပါတယ်ကျွန်တော်ဟိုခါ Snowman vs Zombie ကကြတော့အဲ့ဒါကကျွန်တော်ဟိုပါပေါ့နော် EP10 ပေါ့နော်ကျွန်တော်ရေးဖို့မိသွားပါချက်ပေါ်မှာရေးဖို့မိသွားပါအဲ့အတွက်လည်းတောင်းပါပါတယ်ဒီနေ့မှာကျွန်တော် Minecraft EP1 ဆော့မှာပါ EP11 ဆော့မှာပါဒီနေ့မှာကျွန်တော်ရဲ့ခွေးလေးရင်ဆောက်ပြီးအောင်မှာပဲဖြစ်ပါတယ်โอเคအဲ့ဆိုရင်စလိုက်โอเคနောက်ဆူရင်တန်လေးပါနေလဲတောင်းပါပါတယ်ဗျအဲ့ဆိုကျွန်တော်အခုဆင်းကြမယ်ကျွန်တော်ဒီကနေဆင်းတာခဏတော့တည်ဦးတယ်ဟုတ်တော့ဒီကကျွန်တော်ဒီကဖောက်တာကျွန်တော်အနေရောနည်းနည်းများဗျစောက်ဖို့နေရာလဲလုပ်ပြီးပါပြီဒီမှာဒါကတော့ဒီမှာတော့စနုမန်ကတော့တကောင်ပဲရှိတော့ပါတယ်ဟိုမှာတည်သွားကြရဗျာကိုကမူးကြတာတည်သွားတယ်ဗျမူးရတာတည်သွားတယ်စိတ်မကောင်းကြဒီမှာရေစပြုံးသူ့ဘုံမရှိရပါပြီကျွန်တော်စနုမန်3 stat ကျော်ပေါ့ snow block 1 stat ကျော်ရှိသေးတယ်ဖန်ကင်ကတော့24လောက်ပဲရှိပါရဲ့ဗျ။ဒီမှာတော့တတိလေးပဲစောင့်မယ်။ဒီအစင်းစောက်လိုက်ရ။ကျွန်တော်ငကြမတော်တော့ငါဆူညံတန်လေးပါနေတယ်တောင်းပါရတယ်။ကျွန်တော်ကတိတ်အလှတော့မစင်တဘူးဗျ။ဒါတော့မစင်တဘူး။ကျွန်တော်ဒါက novel တစ်ခုလည်းပါတယ်ဗျ။ Manning တို့ Unbreaking 3တို့အဲ့ဒါလေးတက်မယ်။အဲ့ဒါကြောင့်တော့ကျွန်တော်စာအုပ်လုပ်ပြီးတော့ Enchanting Table မှာလုပ်မယ်ပေါ့နော် Enchanting Table မှာလုပ်ပါမယ်အဲ့ဒါတော့အခုမဟုတ်သေးပါဘူးကျွန်တော်နောက် EP မှာဆိုရင်တော့ကျွန်တော်ဟိုဟာလုပ်ပါမယ် Netherite တွေရှာမယ်ဗျကျွန်တော် EP 17ရောက်ပြီ Netherite ကမရှာသေးဘူးနောက် EP ကျကျွန်တော် Netherite သွားရှာကြမယ်โอเคနောက်ကဆူညံတန်လေးပါနေနဲ့တောင်းပါပါဗျကျွန်တော်ငကြမတတ်ထားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်โอเคဒီမှာအင်းဆောက်လို့ခွေးဆောက်လို့ရပြီးသွားပြီဒီမှာပေါ့နော်ဒီမှာဒါလေးကျွန်တော်တော့အသိအလှမစင်တတ်ဘူးအဲဒီလိုလေးပဲလုပ်လိုက်မယ်ဒုံးတီပဲပေါ့နော်အနောက်ကတော့ဒုံးတီပါပဲအနောက်ဒီလိုလေးလုပ်လိုက်မယ်ဗျနောက်ပါဆိုရင်ဒီလိုလေးလုပ်လိုက်မယ်ရှင်းမအောင်ဒီလိုလေးလုပ်မယ်ပေါ့နော်အဲ့ဒါကျွန်တော်ခွေးလေးကိုတော့ခေါ်ကြရအောင်โอเคကျွန်တော်ဒါ EP11 EP12 ကျရင်တော့ကျွန်တော် Netherite တော့ရှာကြမယ် EP13 ကျရင်တော့ကျွန်တော်အဆင်ပြေရင်အန်ကိုတော့တိုက်မယ်ဗျဒါ snowball ထည့်လိုက်လို့ရှုမလိုရအောင်ထက်ဝေးအရင်ဘလို့ရဘလို့ရအောင်ဟောရင်တော့ကျွန်တော်ရှာတာလေဟောနှစ်ကောင်လုံးပြကျွန်တော်ခွေးနောက်တစ်ကောင်တွေ့ရတယ်ပေါ့နော်โอเคအဲ့ဆိုရင်တော့ကြမယ်ကျွန်တော်ကျိုးယူအောင်မယ်ခွေးနှစ်ကောင်ဆိုရင်ကျွန်တော်ဘယ်လိုလုပ်ကောင်းမလဲကျွန်တော်ကတင်ဘောခွေးကိုတော့ဒီမှာပဲထားလိုက်တော့မယ်ကျွန်တော်ဒီခွေးလေးကိုပဲလုပ်မယ်ပေါ့နော်ဒါကတော့ခွေးအစ်စ်လေးပါဟုတ်တယ်ခွေးခေါင်းကတော့ကတင်ပေါ်မှာပေါ့နော်ပေါ့မယ်โอเคတော့ကျွန်တော်ဒီမှာခြေရလိုက်မယ်ရော့ထိုင်တော့တွန်းလိုက်မယ်ဗျဟိုတော့ဟောဒီကောင်ဒါဖြတ်ပြီးတော့တွန်းမရမယ်ရပြီဒီမှာတို့ဒီမှာချိုးချီရတယ်ဒီမှာကျွန်တော်ထည့်လိုက်ပြီโอเคကျွန်တော်အဲ့ဆိုရင်ကြဘာလို့ဆက်ရှိလေးဆိုရင်ဘာလိုက်ပြဒီမှာဒါလေးလောက်ထားရပါတော့ကျွန်တော်ဒါပြပြီးသွားလားမပြသေးဘူးနော်ကျွန်တော်ပြသေးဘူးဒါဆိုကျွန်တော်
ဟိုစိုက်ခင်းကတသေးလေးဗျာကျွန်တော်လည်းဟိုစိုက်ခင်းတသေးလေးဟိုစိုက်ခင်းတသေးလေးပဲရှိရဗျအဲကျွန်တော်တစိုက်ခင်းလုပ်လိုက်တယ်နောက်ဆိုရင်ရေလောင်းတဲ့နေစကားပြောတဲ့နေပါနေတောင်းဝင်ပါဗျဒီမှာဒါကတော့ကျွန်တော်ဒုံးတိစတဲ့ထက်လုံးလို့ကျွန်တော်မဆောက်နိုင်တော့လို့ပါအဲကျွန်တော်ထပ်မလုပ်တော့ဘူးကျွန်တော်ရင်းပြီးမပြလို့ခိုင်းတင်တယ်ဒီမှာဒါစိုက်ခင်းပေါ့နော်ဒီမှာရှိရယ်ဒါတော့စိုက်ခင်းပါကျွန်တော်လည်းမပြောဗျကျွန်တော်အုံးလုံးကမကောင်းโอเคဒါကျွန်တော်စိုက်ခင်းကိုကြီးတော့ကြီးနေကျွန်တော်ပြီးမှပဲရှင်းလိုက်တော့တယ်ရှင်းလိုက်တော့မယ်ပြင်းစရာကောင်းနေမှာစိုးလို့ပေါ့နော်အဲ့ဒါကျွန်တော်စောက်လုပ်ပြီးတော့အချမ်းလုပ်ကြမယ်ကျွန်တော်နေသွားရဲမသွားပြစ်တာတော့ကြာပြီဗျမသွားပြစ်တာကြာအောင်မဟုတ်ဘူးသွားအောင်မသွားပြစ်တာဗျအဲ့ဒါပဲ level of fan ပြစ်တယ်ကျွန်တော်ပြောဖို့မိရဗျကျွန်တော် level သွား fan နဲ့ Asian W သွားမိုင်းနဲ့ဘယ်နှလုံးရလဲထင်တယ်ဒီမှာပဲဗျကျွန်တော်စမေ့ရပါတော့ဒီမှာကျွန်တော်အများကြီးတွေ့ရတယ် Asian W က9တုံးနဲ့Netherite Iron Core တခုပေါ့နော်အဲ့ဒါကိုကျွန်တော်ကဘာလုပ်ချင်လဲဆိုရင်ကျွန်တော်အင်ဂျီကိုလည်းကြည့်လိုက်ဩကျွန်တော်အဲ့ဆိုရင်နော်ဘာလို့ငါ pick up ကို Netherite လုပ်နိုင်မယ် pick up ကိုကျွန်တော်နောက်တစ်ခုလုပ်အောင်မယ်ဗျဒါ for join ပါနေရဲ့အဲ့အကြောင်း okay အဲ့ဒါကျွန်တော်လုပ်ကြမယ်ဒီမှာမလုပ်အောင်မဟုတ်ဘူးဗျဟိုအောက်မှာလောက်အောင်မှာနောက်ကဆူညံတန်လေးပါနေတောင်းမှာပါတယ်စကားပြောတန်နေပေါ့နော်ခုနကလည်းပါသွားပါနော်အဲ့အတွက်အနူးညွန့်တောင်းမှာပါတယ်ဟိုဒီမှာမဟုတ်ဒီမှာလုံးအဲ့ဒါဆိုရင်ကျွန်တော်အဲ့အောင်ခေါ်ဖို့ကနေလည်းကြည့်ရအောင်โอเคကဲဒီမှာကျွန်တော်ပစ္စည်းလိုအပ်ပစ္စည်းသွားယူလိုက်တယ်။ဒါကျွန်တော်တခု craft လိုက်ပါမယ်။ပြီးတော့ဒီမှာချမယ်။ကျွန်တော်လုပ်ကြမယ်ဗျ။ Okay ။အိုးကျွန်တော်ဒါရောက်ပါပြီ။ Netherite pick up ရပါပြီ။ပြီးကျွန်တော်ဒါကိုတူကြမယ်။ကျွန်တော်မှာကိုရှိတာမသိဟဲ့ဦးnoခဏနေအောင်ဗျโอเคကျွန်တော်အဆွေအောင်မဘူးဘိုက်တော့လုံးနေအောင်ဗျဒီရမလုံးအောင်ပါဟုတ်တယ်နေဝိတ်နေဒီတိုင်းမနေပြရအောင်ခဏရွအနေနေဟာသွားပြီဗျာတော့ကျွန်တော်ဝေါ်တယ်လူတယောက်ဝင်လာကြည့်ရမလားအော်မရနေဘယ်သူမှမသိဘူးကျွန်တော်သူ operator ကျွန်တော် view ရပြသူနဲ့တနားရောက်စော်တယ်ဗျသူ operator ပေးပါလားဆိုကျွန်တော်လည်းဘာမှမလုပ်ဘူးဆိုပြီးပေးလိုက်တာကျွန်တော်ဘာမှသူဘာမှမလုပ်ဘူးကျွန်တော်ဒိုင်းမုံတက်စတက်ပြီးရဗျအဲ့တက်စတက်ကိုကျွန်တော်ကဘာလဲမသိဒီကတော့နော်ဒီတက်စတက်ပေါ့နော်ပြီးရကျွန်တော်အချီရပါဟို no အဲ့ဆိုကျွန်တော်နောက်ကလူတွေမထည့်တော့ဗျအဲ့ဆိုကျွန်တော်လာဝိုင်းတော့ပြင်မယ်ပြောင်းပြီအော်ရာနဲ့ဝင်လာတာပေါ့နော်ဒါကျွန်တော်ယူရတော့မဟုတ်ပါဘူးကျွန်တော်တက်တက်ဆိုရပါတယ်ကျွန်တော်ဒါလုံးဝကျွန်တော်ဒါမယူတော့ပါဘူးတကောကအဲ့ဗီဒီယိုမကြည့်ရသေးတယ်ကြည့်လိုက်ပေါ့နော်ငါးကန်ဆောက်ပြီးမဆိုရဗီဒီယိုမှာပေါ့နော်မကြည့်ရသေးတော့ကြည့်လိုက်ပါလူဝင်လာတာအဲ့မှာလူဝင်လာတာပေါ့နော်မကြည့်ရသေးတော့ကြည့်လိုက်ပေါ့နော်ကျွန်တော်လုံးဝကြည့်ရပါဦးကျွန်တော်ပြောရပါတယ်ဒါကျွန်တော်ယူရမှာပါဘူးသူယူရပါအေးဝင်လာတဲ့တယောက်ပေါ့နော်ဒီဇိုင်းလေးပြလိုက်မယ်ဗျ။အိုးကျွန်တော်ဒီဇိုင်းပါသွားပြီ။လက်လုံးอ่ะအဲ့ဒီမကြည့်ရသေးတော့ကြည့်လိုက်ပါနော်
OK ကျွန်တော်သူချိရတဲ့ဒိုင်ဝန်းတစ်လုံးတော့ကျွန်တော်မယူတာဘူးပေါ့နော်ဒီဒိုင်ဝန်းတော့မလွတ်ပြတော့ဘူးဗျမျိုးတယ်ဒါပေမဲ့အဲ့ဒိုင်ဝန်းကိုလွတ်ပြလိုက်တယ်ဟိုနောက်ကကျွန်တော်ပြန်မထည့်တော့ဘူးပေါ့နော်ကျွန်တော်ဒီကိုရှိတာနော်ကိုရှိတယ်တစ်ဆက်ချောရှိရဲ့ဒီတော့ကျွန်တော်ကိုတူလာနော်တူပြရမှာโอเคကျွန်တော်တော့မထည့်တော့ဘူးရအိုးနောက်တုံးရတယ်ဗျโอเคပါအဲ့ဆိုရင်ကျွန်တော်တို့ဘာလို့လုပ်ရင်ကောင်းလဲကျွန်တော်အာမာလုပ်လိုက်မယ်ကျွန်တော်အာမာလုပ်လိုက်မယ်အာမာလည်းဘာမှမရှိဘူး fire protection မရှိရဲ့โอเคဒါလေးပြန်ထည့်လိုက်မယ်ကျွန်တော်အဲ့ဝင်လာတယောက်ကြည့်ရတယ်ကျွန်တော်လုံးညုံတော့ပါပဲကျွန်တော်ဒီဝေါ်ကိုလိုက်ရမလို့ဘူးဗျာဒီဝေါ်ကိုတိတ်ပြီးတော့လိုက်ရမလို့โอเคကျွန်တော်အောက်ကိုဝင်ကြရအောင်ဒီနေ့ဗီဒီယိုလေးကကျွန်တော်တက်ဆိုရင်တော့ like share subscribe နဲ့ကူညီပေးခဲ့ပါဦးလူတက်ဆိုရင်လည်းလုပ်ခဲ့ပါဘီနခါလာလေးနှိပ်ခဲ့ပေးပါကျွန်တော်တော့ဆူညံတန်လေးပါနေတယ်တောင်းဝင်ပါတယ်ဒါတော့ဗီဒီယိုထဲမှာပေါ့နော်တော့ဆူညံတန်လေးပါနေတောင်းဝင်ပါပါတယ်ရှီတန်တို့စကားပြောတဲ့တို့ပေါ့နော်ကျွန်တော်ဘယ်သူမှပေးဝင်တော့ပါဘူးကျွန်တော်အဲ့တခါပဲ Omra ကို online လုပ်တာပေါ့နော်ကျွန်တော် Omra ရှိလို့ရှိရင်ဒါပေမဲ့ online ခါမလုပ်ပြဘူးအဲ့တူက operator ပေးလိုက်ကျွန်တော်ပေးလိုက်တယ်ကျွန်တော်ပြီးတော့ရေခိန်းကျွန်တော်အဲ့ချိန်မှာကျွန်တော်သူမန်မှာပြောင်းလိုက်တယ်ပေါ့နော်မန်မှာပြောင်းလိုက်တဲ့အချိန်မှာကျွန်တော်ဂိမ်းမှုစီဆိုရဲဂိမ်းမှုစီပြောင်းတော့မတွေ့ရတော့ဘူးအဲ့ဒါကြောင့်ပေါ့နော်မိုရှင်ကနေအလုပ်ပြပါတယ်ကျွန်တော်မိုရှင်နဲ့တော့ပေါ့ပါโอเคဒီဗီဒီယိုချန်နယ်တက်တယ်ဆိုရင်တော့ like share ဆိုကိုကြည့်ပေးကြပါလို့တက်ဆိုရင် subscribe လုပ်ခဲ့ပါဘယ်နှခေါင်းလေးနှိပ်ခဲ့ပြပါဗျအဲ့မှာကျွန်တော်ဗီဒီယိုတင်ရမယ်ပါတယ်ကျွန်တော်ဒီဝေါ်ထဲမှာလိပ်ပြတိတ်လို့မလို့နော်ဗျဒီဝေါ်လို့ချစ်တယ်လည်းမဖြစ်တော့ပါဘူးဒီဝေါ်ကိုကျွန်တော် EP ကတော်တော်ရှိလေးဆိုပါမယ်တော့ကျွန်တော်မရှိဟို EP 30လောက်တော့ရောက်မတင်နဲ့ EP 30မရခဲ့ရင်တောင်းပါပါတယ်အားလုံးပိုက်ပါဗျကျွန်တော်ဗီဒီယိုမတင်ပြီးတော့တောင်းပါပါတယ်အခု Wi-Fi တော့ပြန်ရပြီဗျဗီဒီယိုတင်ရမှာပြေးနေလို့မတင်ပြတာပေါ့နော်အားလုံးပဲ bye bye